ရေကိုပူတောက်ချင်လာအောင်လုပ်တဲ့နည်းနှစ်နည်းကိုကျွန်မပြောပြပေးသွားမယ်နော်ကျွန်မကတော့အကြက်တက်ဖြစ်ပါတယ်ကဲဒီနေ့မှာကျွန်မအခုလက်ရှိလက်ချင်းခံလုပ်နေတဲ့ကျွန်မရေတောက်နေရပါတော့ဆိုတဲ့အခါမှာကောင်းထဲမှာတစ်ကလေးနဲ့အတွေးတစ်ခုဝင်လာတယ်ကျွန်မပထမဦးဆုံးရေတောက်ချင်စိတ်ဖြစ်လာအောင်ကျွန်မကိုယ့်နဲ့ကို train တဲ့နည်းလေးကိုကျွန်မအကောင့်ထဲမှာပေါ်လာတဲ့အတွက်ကြောင့်မို့တငယ်ချင်းတွေမသိတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်ပြန်ပြီးတော့မျှဝေပေးမယ်ဆိုပြီးတော့ကျွန်မအခုလောက်မျှဝေပေးတာပဲဖြစ်ပါတယ်။ဘာလဲဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်မှာလည်းနော်ရေတက်လုံးဝလိုအပ်တယ်။များသောဖြင့်ကျမတို့ကြားတာပါလဲဆိုလို့ရှိရင်ငါနေကောင်းတယ်ငါရေမတောက်လည်းဘာမှမဖြစ်ဘူး။ငါတို့တနေ့မှခွက်တစ်ခွက်လောက်ပဲတောက်တယ်။အဲ့ဒါလုံးဝမှားတယ်ပြီးလို့ရှိရင်ခါနာတာတို့လေးပဲနာတာအဲ့လိုမျိုးအရန်ဖြစ်တတ်တယ်ပြီးလို့ရှိရင်အဆိုင်မကောင်းတဲ့သူတို့ဆိုလို့ရှိရင်ကြောက်ကတို့ကရေကလုံးဝလိုအပ်တဲ့အထက်မှာပါတယ်။ဆိုတဲ့အခါကျတော့ကျမလည်းအရင်တော့ရေတိတ်မတောက်တဲ့အထက်မှာပါတယ်။ဆိုတော့ကျမဘလူပုံစံမျိုးလေးနဲ့စပြီးတော့ထိန်ရေတောက်ချင်လာအောင် train ဖြစ်လဲဆိုတဲ့ဥစ္စာကိုကျွန်မပြောပြသွားမယ်ဆိုတော့ရေတောက်လိုက်လို့ရှင်ခန္ဓာကိုယ်ပုတ်ပါပြီးတော့လေချွေးတွေဆိုလို့ရှင်လေပူထွက်လာလိမ့်မယ်တချို့ကျတော့ငါလက်ချင်းခံဘလောက်ပဲလို့ချွေးမထွက်နိုင်ငါဘာပဲလို့ဘလောက်ပဲတောင်ပေါ်တက်ချွေးမထွက်နိုင်အဲ့ဒါယူရေတောက်နေလို့ဖြစ်လိမ့်မယ်ဆိုတော့နော်တခြားကျမရဲ့အကြောင်းတော့ကျမရဲ့အကြောင်းမဟုတ်လို့ရှင်တော့ရေတောက်နေလို့ဖြစ်လိမ့်မယ်ပထမဦးဆုံးကျမရေဘယ်လိုမျိုးစတောက်လဲဆိုလို့ရှင်ကိုယ်နဲ့ကိုစီးတစ်ခုလောက်ထားတယ်ကျမလေသူများတွေစီးလာလို့ရှင်ကျမလိုက်နာချင်မှလိုက်နာတာကိုယ်နဲ့ကိုစီးလို့လို့ရှင်ကိုလိုက်နာရမယ်ဆိုရက်စိတ်လည်းမွေးရပါတော့ဆိုတော့ကျမပထမဦးဆုံးလုပ်တဲ့ပုံစံကဒီလိုမျိုးပုံစံနဲ့လို့ဖြစ်တာ8am 9am 10am 11am 12pm ဆိုပြီးတော့ဒါမျိုးကလေးနဲ့ကျွန်မပထမအဆုံးစလုပ်ဖြစ်တယ်ဒါပထမနေ့ကျွန်မပြောပြရနော်ပထမနေ့ပါ8နိုင်ထူတဲ့အချိန်မှာကျွန်မကရေကိုလုံးဝကုန်အောင်ဒီ8နိုင်ထိပြည့်သွားအောင်ကျွန်မတောက်တယ်9နိုင်ဆိုလို့ရှိရင်မပြည့်တော့ဆိုနိုင်ကြည့်လိုက်တယ်မပြည့်တော့ဆိုအမြန်9နိုင်ချွာကျွန်မအဲ့လိုမျိုးပထမအဆုံးကျွန်မအဲ့လိုမျိုးစတောက်လိုက်တယ်ပြီးတော့မှတဖြည်းဖြည်းအဲ့လိုမျိုးရေတောက်ခြင်းစိတ်ကသူ့ဟာနဲ့သူရှည်လာတာနောက်တနေ့ကကျတော့ဒီပထမနေ့လိုက်လုံနိုင်တဲ့သူတွေလည်းနောက်တနေ့လို့ဒါပေမဲ့ဒီပထမနေ့ကိုလိုက်မလုံနိုင်ဘူးမေ့သွားတယ်အဲ့လိုမျိုးဆိုလို့ရှိရင်နောက်တနေ့ကိုကျွန်မပြောပြမယ်ဒါကတော့လူတိုင်းလုံနိုင်တဲ့ဥစ္စာဘုရားသခင်ကကျမတို့ခန္ဓာကိုယ်မှာကိုယ်လက်အိမ်ကပြည့်စုံအောင်ချပေးတဲ့အကုန်လုံးလိုက်လုံနိုင်တဲ့ဥစ္စာဘာလဲပြောပြမယ်လမ်းလျှောက်ပါလမ်းလျှောက်လိုက်လို့ရှိရင်ကျမတို့မှာခန္ဓာကိုယ်ကသူ့ဟာနဲ့သူဒီအစုပ်ကအလုံးလုံးလာတယ်ပုံမှန်လေရှူလို့ရှိရင်ကျမတို့အစုပ်ကသူ့ဟာနဲ့သူလုံးလမ်းလျှောက်လာလို့ရှိရင်ကျမတို့မောလာတယ်အစုပ်ကသူ့ဟာနဲ့သူအလုံးလုံးလာတဲ့အတွက်ကြောင့်မို့ကျမတို့ခန္ဓာကိုယ်မှာရေတဲ့သူ့ဟာနဲ့သူအလူလိုချင်လာတယ်ရေတဲ့လိုချင်တဲ့အခါမှာလေစတွေးပဲသွားပြီးမြူကြမနေတော့ရေကိုတောက်လိုက်ပါရေကိုတောက်လိုက်ပါဒီလိုမျိုးလမ်းလျှောက်တာများသွားလို့ရှိရင်ရေကတော့အလိုလိုစားဖို့စားတယ်အဲ့ဒါကြောင့်မို့လမ်းလျှောက်ပါလမ်းလျှောက်ခြင်းကများစွာသောအကျိုးကျေးဇူးသူပေးတယ်ရေတောက်ခြင်းကလည်းများစွာသောအကျိုးကျေးဇူးသူပေးတယ်အဲ့ဒါကြောင့်မို့လို့လမ်းများများလျှောက်ပါရေများများတောက်သွားလိမ့်မယ်နေ့တိုင်းအဲ့လိုမျိုးတာလုပ်လိုက်တစ်လားနှစ်လားလောက်ပုံမှန်လုပ်လိုက်လို့ရှိရင်သူ့အလိုလိုနဲ့ရေကတော့ပုံမှန်တောက်သွားလိမ့်မယ်နောက်တစ်ခါရေဘယ်လိုမျိုးတောက်တင်လဲဆိုလို့ရှိရင်ရေခဲရေရတော့နည်းနည်းရှောင်ကြပါကျမဆိုလို့ရှိရင်ရေခဲရေမတောက်ဘူးဆမရီဘာတွေဆိုလို့ရှိရင်တော့အရန်ပူတဲ့တခါတလေမှပဲရေခဲရေတောက်ပဲဘာလို့လဲဆိုလို့ရှိရင်ကျမဘိုက်ကနေလည်းအဆင်မပြေဘူးပြီးလို့ရှိရင်ကျမအဆုတ်ကနေလည်းအဆင်ပြေမနေဘူးပြီးလို့ရှိရင်အစီတွေလည်းသူကလောင်ကျွမ်းမလောင်ကျွမ်းစေပဲစုလာတာပေါ့နော်ကျမအဲ့ဒါကြောင့်မို့ကျမရေခဲရေကိုရှောင်တယ်နောက်တစ်ခါကျရေနွေးဆိုလို့ရှိရင်ကျမညဘက်မှာတောက်တယ်အိမ်မှာနေတဲ့ချိန်ကြလို့ရှိရင်ရေနွေးတက်လည်းပဲတခြားဘာတွေညာတော့မရောထားဘူးပေါ့နော်ဒါပေမဲ့ရေကိုကျမရေအဲမဟုတ်ပဲနဲ့ရေအဲနဲ့ရေနွေးကိုကျမရောထားတယ်ဒါပေမဲ့အရန်နွေးတဲ့ဘက်မသွားပဲနဲ့နည်းနည်းအဲတဲ့ဘက်သွားအောင်ကျမတောက်တယ်အဲ့လိုမျိုးတောက်လိုက်လို့ရှိရင်ရေပူတောက်ခြင်းစိတ်ရှိရပေါ့နော်ပူရော့လဲတောက်နိုင်တယ်ကျမအနေဖြင့်ပေါ့ပြီးလို့ရှိရင်ကျမကရေတောက်လိုက်လို့ရှိရင်ဒီလိုမျိုးခွအကြီးနဲ့တောက်တာထက်စားလို့ရှိရင်ဒီလိုမျိုးပိုက်ကလေးနဲ့တောက်လို့ရှိရင်ပူတောက်နိုင်တယ်အဲ့ဒါကြောင့်မလို့ပေါ့နော်ကိုကနဲ့ကိုမင်းမြန်ပါငါဘယ်လိုရေမျိုးငါဘယ်လိုပုံစံမျိုးနဲ့ရေတောက်လာလို့ရှိရင်ငါခန္ဓာကိုယ်ထဲမှာဘယ်လိုမျိုးပုံစံနဲ့ပူဝင်လဲဆိုတဲ့ဥစ္စာပေါ့နော်ပြီးလို့ရှိရင်ရေတောက်ခြင်းအကျိုးစီအများကြီးရှိတယ်တခုကလည်းခန္ဓာကိုယ်မှာလူတိုင်းလူမှာသူ့ရဲ့ဘာတွေအနှံ့ရှိတယ်
ရေတောက်တာများသွားပြီးတော့ချွေးတွေထွက်လာလို့ရှိရင်အဲ့ဒီခန္ဓာကိုယ်ပေါ်တွေအနံ့သွားနဲ့တော့ယော့သွားလိုက်မယ်တချို့ကကျတော့ဂျိုင်းနန်ဆူတာတို့ကျမဆိုလို့ရှိရင်အရန်ဝလာပြီကျမဝလိုက်လို့ရှိရင်ဒီအနောက်ကျောကနေအရန်ဆဝလာတယ်အဲ့လိုမျိုးအနောက်ကျောကနေဝလာပြီဟဲ့ဆိုလို့ရှိရင်ကျမအနံ့ဆူလာတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျမချွေးတွေမြန်ထုတ်တယ်ချွေးထုတ်ဖို့အတွက်ဆိုလို့ရှိရင်ရေများများတောက်ဖို့လိုတယ်ခန္ဓာကိုယ် weight short ချင်တဲ့သူတွေရေများများတောက်ပဲလမ်းများများလျှောက်ပဲမယုံမရှိနဲ့3လဆိုလို့ရှိရင်ပေါ့လုံးဝကြာကိုကြာစေရမယ်အဲ့ဒါကျမလုတ်ခဲ့တဲ့ပုံစံကျမအပြိုတော့ကလည်းကျမ130ကျော်ထိပါ weight တက်ခဲ့ဘူးပဲပေါ့နော်ကျမအဲ့လိုမျိုးနဲ့လည်း weight ချလာတာပါကဲအားလုံးရေမြမြတောင်းနိုင်ကြပါစေကျမ်းမာကြပါစေရှင်